အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အရန်ကြိုက်နေတဲ့ Poo TV ဆိုတဲ့ sunscreen လေးကိုကျွန်တော်က sharing လုပ်ပေးချင်တာအဓိကတော့ကဲကျွန်တော်ကတော့ရေမိုးချိုးပြီးသွားပြီအပြင်လဲသွားတော့မှမလို့ပြင်မှာလဲနေပူနေတာနဲ့ဒီ Poo TV sunscreen လေးကိုကျွန်တော်စပြီးတော့မှလိမ့်ပါတော့မယ်ကျွန်တော်အရန်ကြိုက်တယ်တော်တော်လေးကိုကောင်းတယ်သူကလိမ့်ထားမှန်းလည်းမသိရဘူးပေါ့နော်ပေါ်ပါပြီးတော့မှအရန် smooth ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမျက်နှာပေါ်မှာတခြားသော sunscreen တွေလိုမျိုးမဟုတ်ဘူးပူတာအဖုတွေပါထားလို့မရှိဘူးသူကစီကာပါတဲ့အတွက်အသားရည်ကိုပို့ပြီးတော့မှဒါနုညံ့ချောမွေ့စေတဲ့အဖုတွေအစီဖုတွေဝက်ချန်တွေကိုလည်းသူကရှင်းထုတ်ပေးတဲ့ပြင်မှာအသားရည်ကိုလည်းသူကထိညှိပေးတဲ့ထဲမှာပါတယ်ပေါ့နော်သူက SPF ကလည်း50တောင်ပါတဲ့တကြောင်မလို့နေရောင်ကြည်တဲ့သွားတဲ့ခါကျလို့ရှင်တော့ဖြစ်မနေလင်းတင်တယ်သူကအသားရည်မတည့်တာမျိုးတွေရရတာမျိုးတွေမရှိဘူးကဲကျွန်တော်ပြင်သွားတော့မယ်ပဲတော့များပြီးသွားပြီဆိုတော့စပင်လဲဖြီးပြီးပြီကဲကျွန်တော်ရဲ့အသားလေးကိုကြည့်ပါအောင်ကျွန်တော်ပါလေးကိုနော်ပြောင်းနေရပဲကဲမင်္ဂလာပါကျွန်တော်ကဒီနေ့ပေါ့နော်အရန်သုံးလို့ကောင်းတဲ့ sunscreen လေးအကြောင်းကျွန်တော် share ပေးမလို့ပေါ့နော်အဓိကကတော့ဒီနာမည်ကတော့Purity လို့ခေါ်ရပေါ့နော်Poo TV Purity တာဖြစ်တယ် Poo TV ရဲ့အစအဆုံးကျွန်တော်ကဒါပင်ငယ်ချင်းတစ်ယောက်ကကျွန်တော်ညွှန်တာဒီဟာကပေါ့နော် sunscreen ရန်ကောင်းတယ်ပေါ့နော်သူကဒီမျက်နှာမှာအပူဖိနေလည်းမရှိဘူးလုံးဝကိုကင်းစင်စေတဲ့အပြင်မှာပေါ့နော်ပူလည်းမပူပဲနဲ့အေးမြစေတယ်ပေါ့တုံးဒီ sunscreen တွေကနည်းနည်းပူတာများတယ်ပြသိလားဆိုတော့ဒီကောင်လေးကတော်တော်ကောင်းတယ်ကျွန်တော်ခုသုံးတလားနှစ်လောက်ရှိပြီပေါ့နော်ဆန်သုံးကြီးရဲ့အချိန်မှာတကယ်ကိုကောင်းတာသူပြီးတော့မျက်နှာမှာလည်းဟိုကက်စီမဖြစ်ဘဲနဲ့ကွာအဲ့လိုမျိုးလုံးဝလိမ့်ထမ်းမှန်းမသိတဲ့ feeling မျိုးပေးတာပေါ့နော်ကျွန်တော်စာလေးဖတ်ပြရမယ်အဲ့တော့တော်တော်မိုက်တာပြသိလားဟိုကျွန်တော်ထင်တာမထင်တာဟုတ်တာသုံးနေနေမှာသဘောကျတယ်လို့ပြောရမှာပေါ့နော်သူကြတာဒီမှာဟိုဗာလဲသူကဒါ SPF ကိုသူက50ပါတယ်ပေါ့နော်ပြီးတော့သူကဟို array ပါတဲ့အတွက်ကြောင့်မလို့သူစိတ်ကမှုမရှိဘူးသူကစိကာဆိုတဲ့ကြောင့်မလို့သူကဟိုစေးမင်းခွာရွက်ဘာညာပေါ့နော်လိုမျိုးတွေပါတယ်ပေါ့ပြီးတော့ဝက်ချန်နဲ့အစီဘူးတွေကိုလည်းသူတက်တာစီရနော်ကျွန်တော်ရင်တော့သုံးခဲ့တဲ့ဒီ sunscreen တွေကလေကျွန်တော်မျက်နှာမှာပို့ပြီးတော့မှအဖုတွေထစေခဲ့တယ်သေးလေးအဲ့လိုအများကြီးဒီနာကဒေါင်းနေမှာအဲ့လိုမျိုးကြီးရှိခဲ့ပါပေါ့နော်အခုကသူကဒီအစီဘူးတွေတောင်မှပျောက်စီတယ်ပေါ့နော်သူကနှစ်ပတ်လောက်တစ်ပတ်လောက်လေးရုံနေတော့မျက်နှာအသားကြီးကညီပြီးတော့ညှိပြီးအဲ့လိုမျိုးကောင်းလာတဲ့ထားမျိုးကျွန်တော်ခံစားရတယ်ပေါ့နော်ဆိုတော့အဲကြောင့်ကျွန်တော်ဒါလေးကိုကျွန်တော် share ပေးလိုက်ပါတယ်ကျွန်တော်ကတော့အရန်ကြိုက်တယ်အဲ့ဒါလေးကိုကျွန်တော်ညွှန်ပေးလိုက်တယ်ဒါလို့ရှင်လို့ရှိရင်ကျွန်တော်ရဲ့ CPU ကိုလည်းမေးလို့ရတယ်ကျွန်တော်မှားမယ့်နေရာဆိုင်လေးကျွန်တော်လက်ပြီးတော့ညွှန်ပေးလိုက်ပါမယ်ခင်ဗျာနော် okay သုံးကြည့်ပါအောင်ဗျတကယ်မိုက်တယ်ဗျ